လီမဖြတ်ခင်ပြသတဲ့ရှေ့ပြေးလက္ခဏာတွေကိုဒီဗီဒီယိုမှာမျှဝေပေးခြင်းပါတယ်ကျွန်တော်ဒေါက်တာရဲသူဆိုပါနှစ်စဉ်နှစ်တိုင်းလူအယောက်3သိန်းမှာပြန်မြအားဖြင့်လူအယောက်300လောက်ကလီဖြတ်တဲ့ယောဂဝေဒနာကိုခံစားနေကြရပါတယ်လီဖြတ်ခြင်းဆိုတာအရေးပေါ်အခြေအနေဖြစ်တဲ့အတွက်အခုကျွန်တော်ပြောပြမယ့်လက္ခဏာတွေရှိရင်ဆေးရုံကိုအမြန်ဆုံးပြသပေးပါရုတ်တရက်မျက်နှာတစ်ချမ်းရွေ့လာမယ်ထုံလာမယ်ရုတ်တရက်ချက်ချင်းခြေသို့မဟုတ်လက်အားနေလာမယ်ထုံလာမယ်လက်နှစ်ဖက်ကိုအပေါ်မြောက်ခိုင်းရင်လီဖြတ်တဲ့ချမ်းကမမြောက်နိုင်တော့ပါဘူးစကားကိုပီပီတတ်တမပြောနိုင်တဲ့အပြင်စကားတွေကဘလုံးပထွေးဖြစ်နေမယ်စကားပြောရခက်ခဲလာမယ်ဘေးနာကလူတွေစကားပြောရင်လည်းနားမလည်တာမျိုးဖြစ်လာမယ်အဲ့ဒီ၃ချက်အပြင်အခြားအရေးကြီးလက္ခဏာတွေလည်းပြတတ်ပါတယ်ရုတ်တရက်သတိလစ်ခြင်းမျက်လုံးရုတ်တရက်ဝေဝါးခြင်းရုတ်တရက်ချက်ချင်းဆိုးဆိုးရွားရွားခေါင်းကိုက်လာမယ်ရုတ်တရက်မူးဝေခြင်းခန္ဓာကိုယ်ဟန်ချက်မထိန်နိုင်တော့ခြင်းများဖြစ်လာပါမယ်တချို့သူတွေမှာအဲ့လိုလက္ခဏာတွေပြပြီးနိုင်ပိုင်းအတွင်းပြန်ပြောက်သွားတာမျိုးလည်းရှိတယ်ဒါပေမဲ့အဲ့လိုအခြေအနေကနောက်တစ်ချိန်လီဖြတ်မဲ့ရှေ့ပြေးလက္ခဏာမျိုးဖြစ်တဲ့အတွက်လုံးဝမပေါ့ဆသင့်ပါဘူးမိမိကိုယ်တိုင်ဖြစ်စေအနီးနားကသူဖြစ်စေအခုကျွန်တော်ပြောပြခဲ့တဲ့ရှေ့ပြေးလက္ခဏာတွေရှိနေရင်ဆေးရုံကိုအချိန်မီပြသပေးပါ။ဘာကြောင့်လဲဆိုရင်10မိနစ်တိုင်းမှာအုံနောက်ဆဲတွေကပိုပြီးတည်နေလို့ပါ။ဆေးရုံကိုအချိန်မီပြသရင်အသက်ကိန်းနိုင်သလိုလေဖြတ်တာကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ကျန်းမာပျော်ရွှင်တဲ့ဘဝကိုရကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။